ယုံကြည်သူဘဝမှာဆုတောင်းနေပေမဲ့ဘာကြောင့်အခက်ခဲတွေကရှင်းနေသေးတာတော့ဖယားနဲ့မှန်နေပေမဲ့မိသားစုမှာကိုယ့်ရဲ့ဘဝမှာဘာကြောင့်အခက်ခဲပြဿနာဒုက္ခတွေကရှင်းနေသေးတာတော့ဒီကနေ့ဖယားသခင်ကအဲ့ဒီအခက်ခဲပြဿနာဒုက္ခတွေအားလုံးကိုဖယ်ရှားပေးတဲ့အချိန်ရှိတယ်လို့အဲ့ဒီဒုက္ခပြဿနာအခက်ခဲတွေကိုဖျက်ရှောင်ဖို့ရတဲ့ဖယားကအခွင့်ပေးတဲ့အချိန်လည်းရှိတာဖြစ်ပါတယ်ကျွန်တော်ကြုံသမျှအားလုံးဟာကျွန်တော်ရဲ့အကျိုးရုပ်ဖို့ရတဲ့ဘယ်တော့မှဖယားသခင်အစီအစဉ်ထဲမှာမရှိဘူးအကျိုးနဲ့ရှင်သောအရာကိုရရှိဖို့ရတဲ့ဖယားကသွားအပ်တော်လမ်းနဲ့ပို့ဆောင်ပေးနေတာဖြစ်ပါတယ်ဟေရှာယအခန်းကြီး48အပိုင်ငယ်စကုထဲမှာတင်းကိုရိမ့်လို့တော်သူဧဒီလအမျိုး၏တန်ရှင်သောအရှင်ထာဝရဘုရားမိန့်တော်မူသည်ကငါသည်တင်း၏အကျိုးနဲ့ရှင်သောအရာကိုတွင်တင်၍တင်သွားအပ်တော်လမ်းဖြင့်ပို့ဆောင်သောတင်း၏ဘုရားသခင်ထာဝရဘုရားဖြစ်၏ဘုရားကကျွန်တော်တို့ရဲ့အကျိုးနဲ့ရှင်သောအရာကိုပေးဖို့ရန်အတွက်သွားအပ်တော်လမ်းနဲ့ပို့ဆောင်ပေးတဲ့ဘုရားဖြစ်ပါတယ်ကျွန်တော်တို့သွားချင်တော်လမ်းနဲ့မဟုတ်ဘဲနဲ့သွားအပ်တော်လမ်းနဲ့ပို့ဆောင်ပေးနေတာဖြစ်ပါတယ်ထိုအရာကိုယောသက်ကကောင်းကောင်းသဘောပေါက်ခဲ့တာဖြစ်ပါတယ်ယောသကအကူရရဲ့မုန်းချင်းခံရတဲ့ပုဂ္ဂိုလ်ဖြစ်တယ်အကူရရဲ့ဖန်ဆင်းခြင်းခံရတဲ့ပုဂ္ဂိုလ်ဖြစ်တယ်အကူရရဲ့ရောင်းစားခြင်းအီဂျစ်ပြည်မှာတပါးတိုင်းမှာရောင်းစားခြင်းခံရတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ယောသက်ကဂျူးအနေနဲ့အီဂျစ်ပြည်မှာရောက်သွားတယ်ဖာရောရှိမှာရောက်သွားတဲ့အခါမှာလဲတွေးဆောင်ခြင်းခံရတယ်ထောင်ထဲမှာလဲရောက်သွားတယ်ဘလောက်ပဲဒုက္ခတွေကြုံနေပါစေဖခင်ကတွားအပ်တော်လမ်းနဲ့ပို့ဆောင်တယ်ဆိုတာယောသက်ကကောင်းကောင်းသဘောပေါက်တဲ့ခါမှာဘယ်တော့မှမကောင်းနဲ့ပြန်မတုတ်ပြန်ဘူးနောက်ဆုံးဖခင်ယောသက်ကိုချီးမြှောက်တယ်ဒုတိယရှင်ဘေးနေရာမှာအဲ့ဒီအီဂျစ်ပြည်ကိုစီမံခွင့်တဲ့နေရာမှာဖခင်ကယောသက်ကိုချီးမြှောက်တယ်ထိုချိန်မှာခုနှစ်စာကောင်းပါခြင်းကာလရောက်လာတဲ့အခါမှာအေဒီလာလူမျိုးတွေအီဂျစ်မှာတွားပြီးတော့စားစရာဝယ်ရရချိန်တွေရောက်လာတယ်အဲ့ဒီခါမှာယောသတ်နဲ့သူ့အကိုတွေကသူတို့တွေ့ဆုံကြတယ်ကပ္ပဦးကျမ်းအခန်းကြီး45ရောက်လာတဲ့ခါမှာယောသတ်ကသူ့အကိုတွေရှိမှပြောပြတယ်ငါကတင်တို့ရောင်းလိုက်တဲ့ညီယောသတ်ဖြစ်တယ်လို့ပြောတဲ့အခါမှာသူ့အကူတွေကအမတန်မှကြောက်ကြတယ်ပြန်ကလေးစားချီမှပြန်မကောင်းတဲ့အရာနဲ့တုတ်ပြန်မှသူတို့ကြောက်ကြတဲ့အချိန်မှာယောသက်ကဘာပြန်ပြောလဲဆိုရင်ကပ္ပဦးကျမ်းအခန်းကြီး45အပိုင်ငယ်9ထဲမှာတို့ရာတွင်တင်တို့သည်အကျွန်ုပ်ကိုဤအရက်တို့ရောင်းလိုက်မိသောကြောင့်စိတ်မငြိုးငြင်ကြနဲ့ကိုအမျက်မထွက်ကြနဲ့အကြောင်းမူကားဘုရားသခင်သည်လူတို့အသက်ကိုစောင့်မစေခြင်းကတင်တို့ရှိမှကျွန်ုပ်ကိုဆေလွတ်တော်မူပြီအာမင်ယောသက်ကဘုရားသခင်ပို့ဆောင်တော်လမ်းတွားအပ်တော်လမ်းနဲ့ဘုရားကပို့ဆောင်နေဆိုတာကောင်းကောင်းသဘောပေါက်တဲ့ခါမှာသူ့အကူဘယ်တော့မှပြန်ပြီးတော့မကောင်းတဲ့အရာနဲ့ပြန်မတုတ်ပြန်ဘူးတင်တို့ရောင်းစားလိုက်လို့ဒီနေရာကိုရောက်လာတာမဟုတ်ဘူးစိတ်မပြတ်ကြပါနဲ့ကိုအပြစ်မတင်ကြပါနဲ့လူတွေအားလုံးအသက်ရဖို့ရန်အတွက်ကယ်ဖို့ရန်အတွက်ဖခင်ကတင်တို့ရှိမှငါ့ကိုပူဆောင်တာဖြစ်တယ်ဖခင်ကသွားအပ်တော်လမ်းနဲ့ပူဆောင်တယ်ဆိုတာကိုယောသက်ကကောင်းကောင်းသဘောပေါက်ခဲ့တာဖြစ်ပါတယ်နောက်တနေ့တော့ယောသက်အဖေယာကုပ်ဆုံးပါသွားတဲ့အခါမှာသူ့အကူတွေကပြန်ကြောက်ပြန်ရောအဖေဆုံးသွားပြီဆိုတော့ငါတို့ငယ်ယောသက်ကငါတို့ကိုပြန်ပြီးမကောင်းတဲ့အရာနဲ့ပြန်တော့မယ်ဆိုတော့ကြောက်တဲ့အခါမှာယောသက်စင်မှာတော့မှသူတို့မသွားရဲဘူးစာတစောင်ကိုတမန်တော်အန်ဒဆင်ပါလိုက်တယ်အဖေကပြောတယ်တင်းတို့အကူတွေကိုမကောင်းတဲ့အရာနဲ့မတော့ပြန်နဲ့တင်းတို့တင်းရဲ့အကူတွေကိုခွလို့ပါလို့ပြောတယ်ဆိုတဲ့စာတစောင်လေးကိုယောသက်ကကြားတဲ့အခါမှာယောသက်ကညှိကြတယ်ဝန်းနေပြောညှိကြတယ်ကပ္ပဦးကျမ်းအခန်းကြီး50အပိုင်ငယ်15နဲ့တောက်လျှောက်ဖတ်မယ်ဆိုကျွန်တော်တွေ့ရတာဖြစ်ပါတယ်ဒါနဲ့သူ့အကိုယောသက်စီမှာရောက်ပြီးတော့ယောသက်ရှိမှာဦးချပြီးတော့ငါတို့အပြစ်ခွင့်လို့ပါလို့ပြောတဲ့ခါမှာယောသက်ကဘာပြန်ပြောလဲဆိုရင်ဖခင်ကပို့ဆောင်ပေးတာဖြစ်တယ်ဖခင်နေရာမှာဖခင်ကဒီနေရာကိုတင်တို့ရှိမှာဖခင်ကပို့ဆောင်ပေးတာဖြစ်တယ်လို့သူ့အကိုကိုတက်သိပ်ပြီးတော့
ပြန်ပြောတာကိုကျွန်တော်တွေးရတာဖြစ်ပါတယ်ပြောချင်တာကဘာလဲဆိုရင်ယောသန်ဖယားကတွားအပ်တော်လမ်းနဲ့ယောသက်ကိုဖယားပို့ဆောင်တယ်ဆိုတာကိုယောသက်ကကောင်းကောင်းသဘောပေါက်တာဖြစ်ပါတယ်ကြုံရတဲ့အချိန်မှာတော့အင်မတန်မှခက်ခဲပါတယ်ကြမ်းတမ်းပါတယ်ဒါပေမဲ့ဘယ်တော့မှမငြင်းဘူးဘယ်တော့မှမကောင်းတဲ့မတုံ့ပြန်ပဲနဲ့နောက်ဆုံးဖယားကယောသက်တယောက်တည်းအကျိုးရတာမဟုတ်ဘူးယောသအဖြစ်အီဂျစ်ပြည်တစ်ပြည်လုံးမိသားစုအားလုံးဟိတိလတမျိုးတနွေလုံးကိုကောင်းကြီးဖြစ်စေတာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့အားပေးချင်တာကတော့ကျွန်တော်တို့ခက်ခဲပြဿနာကြုံနေတဲ့အရာတွေအားလုံးဟာအကျိုးရုပ်ဖို့ဟုတ်ပါဖယားကကျွန်တော်တို့အကျိုးနဲ့ရှင်သောအရာကိုပေးဖို့ရန်အတွက်ဖယားကတွားတော်လမ်းနဲ့ပို့ဆောင်နေတာဖြစ်ပါတယ်ကျွန်တော်တွားချင်တော်လမ်းနဲ့မဟုတ်ဘဲနဲ့တွားအပ်တော်လမ်းနဲ့ဖယားကပို့ဆောင်ပေးနေတာဖြစ်ပါတယ်အဲဒီအရာကိုဖျက်လျှောက်ပြီးတော့အကျိုးနဲ့အရှင်တဲ့အရာကိုဖယားကကောင်းချီးပေးလာတဲ့ခါမှာကျွန်တော်တို့ပဲကောင်းချီးခံစားတာမဟုတ်ဘူးကျွန်တော်တို့အားဖြင့်ကျွန်တော်မိသားစုကိုယ့်ရဲ့အဆွေမျိုးတိုင်းဝဲကိုယ်ဒေသနိုင်ငံတိုင်းပြည်တစ်ခုလုံးထိတိုင်အောင်မှကောင်းချီးဖြစ်စေတော့ဖယားဖြစ်ပါလေ